layer တစ်ခုပြန်ရမယ်ဒါဘာလို့ခေါ်လဲ strawberry ပါလဲ smoothie ခေါ်တော့ strawberry smoothie လာပါ smoothie လာပါ cocktail 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 လာ cocktail လာပြောလိုက်အောင်ဒီပါဆိုင်နာမည်လေးCity Hall ရဲ့ပဲလေခုနအပေါ်ချက်ကမြန်မာဆိုင်ဖြစ်ပါတယ်ဒါအပေးလို့ရပါတယ်မလားငါတို့ဆိုင်ကိုကြော်ညာပေးနေတာ Upper House လို့ခေါ်ပါတယ်သူရဲ့ website လည်းရှိတယ်လေ Facebook မှာအဲ့ရနေရှိပြီလားစားလို့ရပါတယ်ငါတို့ကြော်ညာပေးနေတာလားစီနိုပြပြောတာဒါမဲ့ကိုရုပ်လေးကိုပေါင်းထည့်ရငါတစ်ခါကို25ကျပ်ပါငါ25ကျပ်ပေးလိုက်ရင်25လားပါဒါကရောဒီကော20ပါဒါ20မင်းငါတို့25ကျပ်တောင်းIt's possible The boy 15ကျပ်ပါဒီဒါအကုန်ဝင်ဒီလာနည်းနည်းရှိတယ်အဲ့လေရပါတယ်ဟုတ်လက်ကလည်းဒီလာရှိနေတယ်ဟုတ်တယ်လည်းရပါတယ်ဒါပြီးမာဒါဖူနာအပေါ်ထက်ကနေရတခါမှမရဘူးဒါ first time အနောက်ဘေးတင်းနေမြင်လဲမမြင်အောင်ဟိုကကင်မရာစတန်မပါတော့ဘလို့မမြင်အောင်ဒီမှာငါတို့တကား2ရက်တကား2ရက်တကား2ရက်တကားတကားလို့ပြောရတာလားအဲ့လိုလားတကားခန်းတာ2ရက်တကားခန်းတာအမရလေးရေလဲဟုတ်လားအမရဟုတ်ဆဖိုင်ယာလားအမရပါလားညလားဒီမှာကအေးလေအဲ့လိုလေးလည်းပြင်ပေးဝင်လေချမ်းလေးရေချမ်းရေအလားဟိုအေးဟိုဘက်အနောက်ဘေးတင်းနေကြိုက်လို့မရအပင်းနေကွယ်နေအမှန်တကယ်အနောက် view ပြချင်အော်ဒီမှာတွေ့ပြီအဲ့ view လှတယ်ဒီအပေါ်တော့ပထမဦးဆုံးလာဘူးလားလေနော်အမရောက်ဘူးလားဒီမြန်မာနိုင်ငံတရားဆွဲစီတယ်အပေါင်းဘာလို့ဆွဲလဲအမေရိကန်ကောင်းတယ်ဆွဲပါစေဗီဒီယိုရိုက်နေ trend ကိုဆွဲရမှာနောက်ဗီဒီယိုမှာလည်းနိုင်ငံရေးရပါတယ်အကုန်ဝင်တယ်ဒါလေးဒီလိုလေးတစ်ပုံရရမယ်ခဏနေအမမချန်ဒီဘက်ကိုကြည့်1 2 3အမဘိုင်းရင်ဒီဘက်ကိုကြည့်1 2 3 Okay ရလားမရလားမသိရိုက်တော့